လူတယောက်ဟာဘဝရဲ့အကျက်တဲဆုံးအခြေအနေကိုရောက်သွားရင်ဘယ်လိုများဖြစ်သွားမလဲအမျိုးသမီးတယောက်ဟာအွန်လိုင်းကနေကားငါးမောင်းပြီးကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်မယ်လို့ယုံကြည်ခဲ့ပေမဲ့ဒီနေ့မှာတော့မတော်တဆမှုကြောင့်အိမ်ခွန်တွေအကျွေးတင်ပြီးနောက်ဆုံးမှာတရားရုံးကသူမရဲ့ကားကိုအကျွေးဆက်ဖို့အတွက်အတင်းတက်မှတင်းယူသွားခဲ့ပါတယ်။ဒါဟာသူမရဲ့အသက်ဆက်ဖို့မျှော်လင့်ချက်အားလုံးကိုရုတ်တရက်ဖျက်တောက်လိုက်တယ်လို့ပါပဲ။ဒါပေမဲ့မိခင်ဖြစ်သူခြံထားခဲ့တဲ့တခုတည်းသောအမွေဖြစ်တဲ့အိမ်လေးကိုတရားရုံးကလေလံပြရအောင်သူမဟာအလောက်ကန်ရှာဖွေရေးဝက်ဆိုက်တွေမှာအလုပ်တွေလိုက်ရှာပါတော့တယ်။သူမမှာပွဲလည်းမရှိအတွေ့အကြုံလည်းမရှိရုပ်ရည်ကလည်းတာမန်ပဲဖြစ်ပြီးအသက်ကလည်း30ကျော်နေပြီမို့ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုရဖို့ဆိုတာတကယ်ကိုခက်ခဲခဲ့ပါတယ်။ဘလို့မှမတက်တာတဲ့အစုံမက်ဒီဟာကီလိုမီတာ30လောက်ဝေးတဲ့ပင်လယ်ကမ်းခြေကတင်မောပေါ်မှာစကိတ်စီးပြီးအလုပ်လုပ်ရတဲ့အခြေအနေထိရောက်သွားခဲ့ရတယ်။နောက်ဆုံးတော့ဘာမှမထမ်းအလုပ်တစ်ခုရခဲ့ပေမဲ့သူမရဲ့ပွင့်လင်းလုံးတဲ့စရိုက်ကြောင့်ဆိုင်ပိတ်ချိန်မှာရောက်လာတဲ့ဖောက်တီနဲ့စကားများရာကနေသူမဟာမတန်ဆွမ်းသူမဟုတ်ပဲလူကောင်းတစ်ယောက်ဖြစ်နေတာကိုဆိုင်ရှင်သိသွားပြီးအလုပ်ကနေထပ်ပြီးအထုတ်ခံလိုက်ရပြန်ပါတယ်။ဒါပေမဲ့တစ်ခုပြီးတစ်ခုအဆင်မပြေမှုတွေဖြစ်နေတာဟာသူမရဲ့ဘဝလမ်းကြောင်းကိုမထင်မှတ်ထားတဲ့လမ်းတစ်ခုစီကိုဥတီပေးနေတယ်ဆိုတာသူမမသိခဲ့ပါဘူး။သူမရဲ့သူငယ်ချင်းကထူးဆန်းတဲ့အလုပ်ကြော်ညာတစ်ခုကိုမတော်တဆတွေ့သွားခဲ့တယ်။အဲ့ဒါကတော့ချမ်းသာတဲ့လင်မယားနှစ်ယောက်ကသူတို့ရဲ့အသက်16နှစ်အရွယ်လူအေးလေးဖြစ်တဲ့သားဖြစ်သူကိုတက္ကသိုလ်မတက်ခင်မှာမိန်းကလေးတစ်ယောက်နဲ့ချင်းတွေ့ပေးပြီးယောက်ျားပြီးသားတဲ့ယုံကြည်မှုတွေရှိလာအောင်လုပ်ပေးနိုင်ရင်ဘိုးဝါပိုင်ဘူးအရီကဲကားဟောင်းလေးတစ်စီးကိုလက်ဆောင်ပေးမယ်ဆိုတဲ့ကြော်ညာပဲဖြစ်ပါတယ်။ဒါပေမဲ့သတ်မှတ်ထားတဲ့အသက်က20ကနေ25နှစ်ကြာလူငယ်မျိုးသမီးရဲ့ဖြစ်ရမယ်လို့ပါပါတယ်။မက်ဒီကအသက်32နှစ်ရှိနေပြီဖြစ်လို့အားလုံးကလက်လျှော့လိုက်မယ်လို့ထင်ခဲ့ကြပေမဲ့သူမကတော့တခါမှမလုပ်ဘူးတဲ့စွန့်စားမှုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအလုပ်ကိုလက်ခံလိုက်ရင်သူမဟာတာမန်အငှားရင်မောင်တယောက်မဟုတ်တော့ဘူးဆိုတာသူမသိနေတယ်လို့ဒီအလုပ်ကိုမလုပ်ရင်လည်းအိမ်ပါဆုံးရှုံးရတော့မယ်ဆိုတာကိုလည်းသူမကောင်းကောင်းနားလည်ထားပါတယ်။ဒီအတွက်ကြောင့်သူမရဲ့တိတ်ခါကိုရင်းရမယ်ဆိုရင်တောင်သူမကတော့အဆုံးရှုံးခံဖို့အသင့်ပါပဲ။အင်တာဗျူးသွားတဲ့အခါမှာမက်ဒီဟာသူမကိုသူမလူငယ်ချောင်းသူလေးတယောက်လိုထင်ရအောင်ပန်းပွင့်ကာဝင်လေးကိုရွေးချယ်ဝတ်ဆင်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသူထေးလင်များကသူမထင်တလောက်လှည့်စားလို့မလွယ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အမေးမြန်းထူလုံးတာကြောင့်လင်ညာရတာမကျွမ်းကျင်တဲ့မက်ဒီဟာသူမရဲ့အသက်အမှန်ကိုဖွင့်ပြောလိုက်ရပါတော့တယ်။အစပိုင်းမှာသူထေးလင်များကအသက်ကြီးလို့ဆိုပြီးညှင်းပယ်ဖို့လုပ်ခဲ့ပေမဲ့မက်ဒီရဲ့နောက်ဆက်တွဲစကားတွေကြောင့်သူတို့စိတ်ပြောင်းသွားခဲ့ရပါတယ်။ကျမပွင့်ပွင့်လင်းလင်းပြောပါရစေရှင်တို့ခုထက်ထိဘသူ့ကိုမှမတွေ့သေးလို့ကျမကိုခေါ်တာလို့ထင်ပါတယ်။ရှင်တို့ဘသူ့ကိုမှမတွေ့ရတဲ့အကြောင်းရင်းကတော့လူငယ်မလေးတွေကငတုံးတွေမို့လို့ပဲ။ဒါကသူတို့အပြစ်တော့မဟုတ်ပါဘူးသူတို့ကငယ်သေးတာကို။ဒါပေမဲ့ဒါကရှင်တို့ရဲ့သားအကြောင်းပြောနေတာလေ။ရှင်တို့လိုအပ်တာကသူနဲ့ရွယ်တူလို့ထင်ရပေမဲ့ဒီခြေနေကိုနားလည်မှုရှိရှိနဲ့ကင်တွယ်နိုင်မဲ့ရင့်ကျက်တဲ့သူမျိုးပဲလို့ပြောလိုက်တဲ့အခါမှာတော့သူတို့ကသဘောကျသွားပြီးလက်ခံလိုက်ပါတော့တယ်။အစပိုင်းမှာသူထေးလင်များကမက်ဒီကိုညှင်းခဲ့တာဟာအသက်ကြောင့်တင်မဟုတ်ပဲသူမကအရန်လည်လုံးနေပြီးသူတို့အလိုလိုက်ထားတဲ့သားလေးကိုအသားယူသွားမှစိုးရိမ်လို့လည်းဖြစ်ပါတယ်။သားဖြစ်သူပါစီဟာလူမှုဆက်ဆံရေးမရှိပဲကလေးတယောက်လိုစိတ်မျိုးရှိသူဖြစ်ပြီးသူသွားလေးရှိတဲ့တခုတည်းသောနေရာကတိရစ္ဆာန်ကေဟာလေးရဲ့ဖြစ်ပါတယ်။ဒီလူပြိုပေါက်လေးကိုမြင်းမြန်းဆန်းဆန်းအပိုင်ဖမ်းနိုင်ဖို့မက်ဒီဟာပန်းရောင်ကာဝင်လေးဝတ်ပြီးနောက်ကနေလိုက်သွားခဲ့ပါတယ်။တကားပွင့်သွားတဲ့အချိန်မှာပဲသူမရဲ့ပြစ်မှတ်ကိုတွေးလိုက်ရပါပြီ။သူမဟာဆွဲဆောင်မှုရှိတဲ့လမ်းလျှောက်နှုံးနဲ့သူရှိရာကိုသွားပြီးရှင်းရဲ့ဝီနာခွေးလေးကိုကင်ကြည့်လို့ရမလားလို့တဲ့ကြီးမေးလိုက်ပါတယ်။ပါစီတယောက်မျက်နှာတွေနီးရဲသွားတာကိုတွေ့တော့မက်ဒီဟာသူမကိုသူမခွေးချစ်သူတယောက်ဖြစ်ဟန်ဆောင်ပြီးအေးဆေးတဲ့ရုံးခန်းထဲမှာစကားပြောဖို့ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ပါစီကတော့မက်ဒီရဲ့အရေးမြတ်တွေကိုလုံးဝနားမလည်ခဲ့ပါဘူး။ဒါကြောင့်မက်ဒီကပဲစတင်ပြီးတိုက်စစ်ဆင်ရပါတော့တယ်။ဒါဟာပါစီကိုတကယ်ပဲပြရခတ်သွားစေခဲ့ပါတယ်။သူဟာရှက်ကိုရှက်ကန်းတဲ့တနွေးတွေမျိုးချရင်စိတ်လှုပ်ရှားမှုကိုဖုံးကွယ်ဖို့တခြားအကြောင်းအရာတွေကိုလွှဲပြောနေခဲ့ပါတယ်။ဒါပေမဲ့မက်ဒီကတော့ဆက်ပြီးဟန်ဆောင်မနေနိုင်တော့ပါဘူး။အချိန်ကုန်တက်တာအောင်လို့သူမဟာပါစီရဲ့ကြောပိုးအိတ်ကိုယူပြီးအင်ကိုလိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အိမ်ရှိရောက်တဲ့အခါမှာတော့ပါစီဟာကြောက်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့မက်ဒီမောင်းလာတဲ့ကားဟာပြန်ပေးဆွဲသမားတွေတုံးတဲ့ကားစုပ်ကြီးဖြစ်နေလို့ပါ။မက်ဒီကအကြောင်းပြချက်မျိုးစုံပေးပြီးဖြောင်းဖျခဲ့ပါတယ်။မက်ဒီကျွန်တော်ဒီဆက်ပြီးနဲ့တည်းပြန်လိုက်ပါမယ်။ရပါတယ်ဒါကိုနောက်ခန်းထဲထည့်လိုက်ငါနဲ့အရှိမအတူတူထိုင်လိုက်လေ။ဟင်းအင်းမလိုက်တော့ဘူး။လာပါငါကကိုက်မစားပါဘူးနင်းကအကိုက်ခံကျင်နေဆိုရင်တော့တမျိုးပေါ့။ကောင်းပြီလေဒါပေမဲ့မကိုက်ရဘူးနော်။တစ်သက်လုံးအလိုလိုက်ခံလာရတဲ့ပါစီဟာဒီလိုအတွေ့အကြုံမျိုးတစ်ခါမှမရှိခဲ့ပါဘူး။သူဟာကြောက်နေပေမဲ့လည်းမက်ဒီရဲ့ကားပေါ်ကိုမယောင်မလဲနဲ့တက်လိုက်သွားခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာကားထဲမှာရှိနေတဲ့ဓာတ်ရှည်ကြီးတွေနဲ့ကိရိယာတွေကိုတွေ့ရတဲ့အခါမှာတော့ပါစီဟာသူတကယ်ပဲပြန်ပေးဆွဲခံရပြီလို့ထင်ပြီးမိဘတွေကိုဖုံးဆက်ဖို့ကြိုးစားပါတော့တယ်။ဖုံးထဲမှာစာရိုက်လို့မပြီးခင်မှာပဲမက်ဒီကဖုံးကိုလူယူလိုက်ပါတယ်။ပါစီဟာကြောက်နေပေမဲ့လည်းတစ်ဖက်ကနေနေရုပ်ကောင်းစပါရေးနဲ့မက်ဒီကိုအလစ်ငိုက်တိုက်ခိုက်လိုက်ပါတယ်။ဘာလို့လဲဘာလို့လုပ်တာလဲ။မင်းငါကိုပြန်ပေးဆွဲဖို့ကြိုးစားနေတာမလား။ငါနင့်ကိုပြန်ပေးဆွဲတာမဟုတ်ဘူး။နင့်သက်16နှစ်ရှိပြီလေလူကြီးဖြစ်အောင်လှုပ်ဆန်းပါ။နင်ငါကိုကားပေါ်တင်ပြီးဖုံးကိုလည်းလူသွားတာလေ။ငါသာနင့်ကိုပြန်ပေးဆွဲတာဆိုရင်ငါရဲ့ကိုရေးချက်လက်တွေကိုနင့်ကိုအရင်ပေးပါမလားလို့မက်ဒီကပြန်ပြောလိုက်ပါတယ်။ဒီစကားကြောင့်ပါစီဟာဘာပြန်ပြောရမှန်းမသိပဲဖြစ်သွားခဲ့ရပါတယ်။သူကတောင်းပန်တဲ့အနေနဲ့ရေပိုက်ကိုယူလာပြီးမက်ဒီရဲ့မျက်စိကိုဆေးပေးဖို့လုပ်ပေမဲ့မတော်တဆရေတွေကမက်ဒီရဲ့တကိုယ်လုံးကိုဆူဆွဲသွားစေခဲ့ပါတယ်။တောင်းပန်ပါတယ်တကယ်တောင်းပန်ပါတယ်။နင်ကအရန်လှလုံးလို့ငါစိတ်လှုပ်ရှားသွားတာပါ။မက်ဒီကသူမရဲ့အလှကိုပါစီကသဘောကျနေတယ်ဆိုတာသိလိုက်ရတော့မှစိတ်အေးသွားပြီးနောက်နေ့မှာအတူတူချင်းတွေ့ဖို့ပါစီကဖိတ်ခေါ်ခဲ့ပါတယ်။ဒုတိယနေ့မှာပါစီဟာဝတ်စုံပြည့်နဲ့ရောက်လာခဲ့ပါတယ်။ဒါဟာသူဒီလိုလူစီကားတဲ့နေရာမျိုးကိုပထမဆုံးအကြိမ်ရောက်ဖူးတာပါ။သူဟာနေရထိုင်ရခက်နေပြီးမိဘတွေကသူ့ရဲ့ဒီနေရာကိုစုံစမ်းမှာကိုလည်းစိုးရိမ်နေပါတယ်။ဒါပေမဲ့မက်ဒီကိုမနေ့ကကိစ္စအတွက်တောင်းပန်ချင်တာကြောင့်သူဟာအောင်းတက်နဲ့ထိုင်နေခဲ့ပါတယ်။မက်ဒီဟာသူ့ကိုစိတ်အေးလက်အေးဖြစ်သွားအောင်ပင်လယ်ကမ်းခြေကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ပါစီကပိုပြီးကြောက်လာပြန်ပါတယ်
အဲ့ဒီနေရာမှာမီးလဲမရှိလူလဲမရှိတာကြောင့်သူဟာအိမ်ပြန်ခြင်းစိတ်တွေပေါက်လာခဲ့ပါတယ်မက်ဒီကတော့စိတ်မပြတ်ပဲပါစီရဲ့စိတ်ကိုဆွဲဆောင်ဖို့စူးစမ်းခဲ့ပါတယ်ငါကနင့်အတွက်အယုတ်ဆိုးနေလို့လားငါတီးတာပဲမဟုတ်ပါဘူးမက်ဒီကကျွန်တော်မြင်ဘူးသမျှထဲမှာအလှဆုံးပါပဲလို့ပါစီကပြန်ပြောလိုက်ပါတယ်ဒါဟာစိတ်ပညာကိုသုံးပြီးကစားတဲ့ကစားပွဲတစ်ခုလိုပါပဲမက်ဒီဟာပါစီရဲ့စိတ်ထဲမှာဘာရှိလဲဆိုတာကိုအလွယ်တကူသိနိုင်ခဲ့ပါတယ်သူမဟာပါစီကိုပို့ပြီးစိတ်လှုပ်ရှားသွားအောင်အဝတ်စားတွေအကုန်ချွတ်ပြီးပင်လယ်ထဲမှာကိုလုံးတီးရေကူးဖို့လုပ်ပြခဲ့ပါတယ်ပါစီလည်းမနေနိုင်တော့ပဲသူမနောက်ကိုလိုက်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့ပို့ပြီးနီးစပ်ဖို့လုပ်နေတော့မှပဲကမ်းခြေမှာရှိနေတဲ့လူငယ်တချို့ကသူတို့ရဲ့အဝတ်စားတွေကိုယူပြီးနောက်ပြောင်ကြပါတယ်မက်ဒီကစကားနဲ့ပြောဆိုဖို့စူးစမ်းပေမဲ့မရတဲ့အဆုံးသူမဟာကိုလုံးတီးဖြစ်နေတာကိုတောင်ဂယူးမဆိုင်ပဲအဲ့ဒီလူတွေကိုအပီအပြင်ထိုးချိတ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့မက်ဒီကပါစီနာကိုပြန်ရောက်တဲ့အခါမှာတော့ပါစီကသူမကိုအကြမ်းဖက်လုံးတယ်လို့ထင်သွားခဲ့ပါတယ်ကျွန်တော်ဒါကိုမကြိုက်ဘူးကျွန်တော်မိဘတွေကိုဖုံးဆက်ချင်တယ်သူတို့ကငါတို့ရဲ့အဝတ်စားတွေဖုံးတွေတော့တွေကိုယူသွားတာလေငါကဒါတွေကိုပြန်လုပ်ပေးတာနင်ငါ့ကိုကျေးဇူးတင်တာပေါ့လို့မက်ဒီကစိတ်တိုနဲ့ပြောလိုက်ပါတယ်ပါစီကတော့သူ့ရဲ့စိတ်တန်ရာတွေကိုထိခိုက်သွားပြီးမက်ဒီကဘလောက်ပဲစူးစမ်းပါစေသူကတော့စိတ်မပါတော့ပါဘူးမက်ဒီဟာပါစီရဲ့ကလေးဆန်တဲ့အတွေးခေါ်တွေကြောင့်စိတ်ပြက်ပြီးဒီအလုပ်ကိုလက်လျှော့ဖို့အထိဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမထွက်သွားဖို့လုပ်တဲ့အခါမှာပါစီကသူမကိုတားခဲ့ပါတယ်မျက်မှောင်မောင်ထဲမှာကားမောင်းလာရင်မတော်တဆရဲနဲ့တိုးခဲ့ပြန်ပါတယ်ဒါဟာမက်ဒီအတွက်တော့တကယ့်ကိုထိတ်လန့်စရာပါပဲအကယ်၍သူမတာဖမ်းခံရရင်ကားမောင်းလိုင်စင်အသိမ်းခံရမှာဖြစ်ပြီးဒါဟာသူမရဲ့အလုပ်ကိုင်ကိုဆုံးရှုံးရမှာဖြစ်ပါတယ်ထူးဆန်းတာကဒီလိုရင်ခုန်စရာကောင်းတဲ့ကားမောင်းမှုကပါစီကိုပထမဆုံးအကြိမ်ပြုံးပျော်သွားစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာမက်ဒီရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်သူတို့နှစ်ယောက်နီးစပ်ဖို့လုပ်နေတော့မှပဲပါစီဟာစိတ်လှုပ်ရှားလုံးလို့ကိုပေါ်မှာအနီကွက်တွေထွက်လာခဲ့ပါတယ်ဒီမှာတော့တဆဖြစ်ရလေးကပဲသူတို့နှစ်ယောက်ကိုတယောက်နဲ့တယောက်စိတ်ချင်းနီးစပ်သွားစေပြီးတယောက်ရဲ့ရှုပ်ဝက်ချက်တွေကိုတယောက်ကဖွင့်ပြောပြဖြစ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်စလုံးဟာကိုယ့်အိမ်ထဲမှာကိုပိတ်မိနေတဲ့သူတွေချစ်နေကြတာပါမက်ဒီဟာဖခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ကောင်မလေးတယောက်ဖြစ်ပြီးပါစီကတော့မိဘတွေရဲ့အလိုလိုက်လုံးမှုကြောင့်ယုံကြည်မှုပျောက်ဆုံးနေတဲ့ကောင်လေးတယောက်ဖြစ်ပါတယ်ဒါဟာသူတို့နှစ်ယောက်ကြားမှာထူးခြားတဲ့တန်ရောစင်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ပါစီဟာမက်ဒီရဲ့ရဲရင်တဲ့စရိုက်ကိုအားကျနေခဲ့ပါတယ်အသက်16နှစ်အရွယ်ကောင်လေးတယောက်အတွက်လိုအပ်တာဟာလိင်ဆက်ဆံမှုတစ်ခုတည်းမဟုတ်ပဲသူ့အတွက်တစ်ခုခုကိုအရေးစွန့်ပေးမဲ့သူမျိုးဖြစ်ပါတယ်တနည်းအားဖြင့်တော့မက်ဒီနဲ့ပါစီဟာတယောက်ကိုတယောက်ဖြည့်ဆည်းပေးနိုင်ခဲ့ကြပါတယ်ပါစီဟာမက်ဒီကိုလက်ချောင်းလေးတွေနဲ့ကစားတဲ့ကစားစရာလေးပေးပြီးဒါဆိုရင်ငါတို့ဘယ်တော့မှခွဲသွားမှာမဟုတ်တော့ဘူးလို့ရိုးရိုးသားသားလေးပြောခဲ့ပါတယ်ပါစီဟာစိတ်ပိုင်းဆိုင်ရာမှာကလေးဆန်နေနိုင်ပေမဲ့မက်ဒီအပေါ်မှာတော့စစ်မှန်တဲ့တန်ရောစင်ရှိနေခဲ့ပါပြီဒါပေမဲ့မက်ဒီဟာကားကိုရဖို့နီးစပ်နေချိန်မှာပဲအင်ချန်မြေကျိုးဆောင်တွေကသူမစီကိုရောက်လာခဲ့ပါတယ်သူတို့ကမက်ဒီဟာအိမ်ခွန်တွေမပေးနိုင်တာကိုသိနေကြပြီးအိမ်ကိုတန်မိုးကြီးကြီးနဲ့ဝယ်မယ်လို့ကန့်လန့်ခဲ့ကြပါတယ်မက်ဒီကတော့စိတ်တိုနဲ့ညှင်းပစ်လိုက်ပါတယ်သူမဟာကားကိုမြ мян ရဖို့အတွက်ပါစီနဲ့ထပ်ပြီးချင်းတွေ့ခဲ့ပါတယ်အစပိုင်းမှာတော့ကျောင်းစင်ပွဲကိုလိုက်ပို့ပေးရမယ်လို့ထင်ခဲ့ပေမဲ့ပါစီကသူမကိုစားတောက်ဆိုင်ကောင်းကောင်းတစ်ခုကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာပါစီဟာမက်ဒီအတွက်ဆန္ဒရာတီးပြီးတချင်းဆိုပြခဲ့ပါတယ်ဒါဟာပါစီအတွက်တော့တကယ့်ကိုရဲရင်တဲ့လောက်ရတစ်ခုပါပဲပါစီတချင်းဆိုလို့ပြီးသွားတဲ့အခါမှာတော့ဆိုင်ထဲကလူတွေအားလုံးကလက်ခုပ်တီးပြီးချီးကျူးခဲ့ကြပါတယ်မက်ဒီကတော့မျက်ရည်တွေဝဲလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ပါစီဆိုပြတဲ့တချင်းဟာမက်ဒီတခါကမတော်တဆညီးတွားခဲ့တဲ့တချင်းလေးဖြစ်နေလို့ပါပါစီဟာဒီတချင်းကိုမှတ်ထားပြီးအိမ်မှာတေချာလေးကျင့်ထားခဲ့တာဖြစ်ပါတယ်မက်ဒီဟာဒီကောင်လေးကသူမအပေါ်မှာဘလောက်ထိစိတ်ရင်းရှိလဲဆိုတာကိုသိသွားပြီးစိတ်မကောင်းဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမကတော့ဒီကောင်လေးကိုကားတစီရဖို့အတွက်ပဲအသုံးချနေတာဖြစ်လို့ပါပဲဒါကြောင့်မက်ဒီဟာဒီကိစ္စကိုရပ်တန့်ဖို့စူးစမ်းခဲ့ပါတယ်ငါကအဝေးကနေချေရတာကိုမကြိုက်ဘူးလို့မက်ဒီကပြောလိုက်တဲ့အခါမှာပါစီကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ပါစီဟာမက်ဒီကသူ့ကိုအထင်သေးနေတယ်လို့ထင်သွားခဲ့ပါတယ်သူဟာစိတ်တိုနဲ့ထွက်သွားခဲ့ပြီးသူတို့ကြားကဆက်ဆံရေးဟာလည်းတင်းမာသွားခဲ့ပါတယ်ပါစီဟာဝိုင်းတပုတ်လုံးကိုတောက်ပြီးတက္ကသိုလ်ကျောင်းဆင်းပွဲကိုသွားခဲ့ပါတယ်အဲ့ဒီမှာသူမကြိုက်တဲ့မိန်းကလေးတစ်ယောက်နဲ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်ဒါကိုတိလိုက်ရတဲ့မက်ဒီဟာချက်ချင်းပဲအခန်းတကားကိုဝင်တိုက်ပြီးပါစီကိုကယ်ထုတ်ဖို့စူးစမ်းခဲ့ပါတယ်ပါစီဟာဆင်းတဲ့အရက်ကိုတွဲတောက်ထားတာကြောင့်တတိမိနေခဲ့တာပါမက်ဒီဟာသူ့ကိုအန်ထုတ်အောင်လုပ်ပေးပြီးအရေးပေါ်ကူညီပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ကျောင်းကတာဝန်ရှိသူတွေရောက်လာပြီးမက်ဒီကိုနှင်ထုတ်ဖို့လုပ်ကြပါတယ်မက်ဒီကလည်းအလျှော့မပေးပဲပြန်ပြောနေတဲ့အချိန်မှာပါစီကထွက်လာပြီးမက်ဒီကိုကာကွယ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူထိုးလိုက်တဲ့လက်သီးကမက်ဒီရဲ့မျက်နှာကိုမတော်တဆထိသွားခဲ့ပါတယ်တောင်းပန်ပါတယ်ငါနင့်ကိုမထိခိုက်စေချင်ဘူးလို့ပါစီကပြောလိုက်တဲ့အခါမှာမက်ဒီဟာငြိမ်သက်သွားခဲ့ပါတယ်သူတို့ကြားကဆက်ဆံရေးဟာအရင်လိုရိုးရှင်းတဲ့အယောင်းဝယ်မဟုတ်တော့ဘူးဆိုတာသူမှသိလိုက်ရပါပြီပါစီနေမူးနေပြီနင်းနေပါဒါပေမဲ့ငါနင့်ကိုတကယ်ချစ်တာပါနေမူးနေတဲ့အချိန်မှာငါတို့ဒါကိုမလုပ်သင့်ဘူးဒါနဲ့အတွက်ပထမဆုံးအချိန်ဖြစ်နေမှာဆိုလို့ပါလို့မက်ဒီကညင်းလိုက်ပါတယ်မက်ဒီရဲ့ညင်းပယ်မှုဟာပါစီကိုကာကွယ်ပေးခြင်းနဲ့စိတ်ရင်းနဲ့ဖြစ်ပါတယ်သူမဟာပါစီရဲ့အနာဂတ်ကိုမဖျက်ဆီးခြင်းတော့ပါဘူးနောက်နေ့မနက်မှာတော့ပါစီဟာစိတ်ကြည်လင်နေခဲ့ပါတယ်သူဟာကားမောင်းလိုင်စင်သွားဖြည့်မယ်လို့ပြောတယ်လို့မက်ဒီနဲ့အနီးနားမှာနေဖို့အတွက်တက္ကသိုလ်တက်မှာကိုတောင်ဖျက်သိမ်းကျင်နေပါတယ်ဒါဟာပါစီရဲ့မိဘတွေအတွက်တော့ထိတ်လန့်စရာပါပဲသူတို့ကမက်ဒီကိုဖုံးဆက်ပြီးပါစီကိုတက္ကသိုလ်တက်ဖို့ဖြောင်းဖြပေးရင်ကားကိုပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကပါစီဟာဖုံးကိုဘလူးတုံးနဲ့ချိတ်ထားတာကြောင့်ဒီစကားတွေကိုအကုန်ကြားသွားခဲ့ပါတယ်သူဟာစိတ်ဆိုးမှန်ဆိုးမဖြစ်ပဲအေးအေးဆေးဆေးပဲမိဘတွေကိုဝိုင်းတစ်ခွက်တိုက်ခိုင်းပြီးတကြိုက်တဲတောက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မက်ဒီကိုသူ့အိမ်ကိုဖိတ်ထားတယ်ဆိုတာကိုပြောလိုက်ပါတယ်အဲ့ဒီမှာပါစီဟာအမှန်တရားကိုဖွင့်ပြောဖို့စူးစမ်းခဲ့ပါတယ်ပါစီဟာမက်ဒီကကားတွက်နဲ့သူ့ကိုအသုံးချခဲ့တာကိုသိသွားတဲ့အခါမှာကားကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်
သူဟာကားပေါ်ကိုကြောက်တုံးကြီးတင်ပြီးအရှိန်နဲ့မောင်းခိုင်းလိုက်တဲ့အတွက်ကားဟာတစ်ပင်နဲ့တိုက်မိသွားခဲ့ပါတယ်။ပါစီဟာသူလှုပ်လိုက်တာမာသွားမှန်းသိတော့အခန်းထဲမှာပုန်းနေခဲ့ပါတယ်။မက်ဒီကသူ့စီကိုလာပြီးတောင်းပန်ခဲ့ရင်ပဲပါစီကတော့သူ့ရဲ့စိတ်ရင်းကိုမက်ဒီကမမြင်ခဲ့ဘူးလို့ထင်နေခဲ့ပါတယ်။အမှန်တရားတွေပေါ်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာလမ်းခွဲရမယ့်အခြေအနေကိုရောက်သွားခဲ့ပါတယ်။ပါစီပြောလိုက်တဲ့စကားတွေကမက်ဒီရဲ့စိတ်ကိုတကယ်ပဲနာကျင်စေခဲ့ပါတယ်။မက်ဒီဟာကားကိုသူမနာမီနဲ့ရခဲ့ရင်လည်းအိမ်ခွန်တွေမပေးနိုင်တာကြောင့်အိမ်ကိုသိမ်းဖို့တရားရုံးကလူတွေရောက်လာခဲ့ပါတယ်။ကံကောင်းတာကအဲ့ဒီလူဟာမက်ဒီရဲ့ရေးစားဟောင်းဖြစ်နေလို့သူမကိုအချိန်ကြီးနဲ့ထပ်ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းပါစီဟာသူ့ရဲ့မိဘတွေကိုသူ့ရဲ့ဘဝကိုသူပဲဆုံးဖြတ်မယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာကိုယ်လုံးနဲ့ကိုယ်အလုပ်ရှုပ်နေခဲ့ကြပါတယ်။မက်ဒီဟာအိမ်ခွန်တွေဆက်ဖို့ပိုက်ဆံတွေစူးစမ်းစုနေတော့မှပဲသူမရဲ့သူငယ်ချင်းဆာယာကဖလော်ရီဒါကိုပြောင်းတော့မယ်လို့ပြောလာပါတယ်။ဒါဟာမက်ဒီအတွက်တော့တယောက်တည်းကြံခဲ့တော့မယ်ဆိုတဲ့သဘောပါပဲ။ဆာယာကမက်ဒီကိုနင်တကယ်ပဲပျော်နေရဲ့လားလို့မေးလိုက်တဲ့စကားကြောင့်မက်ဒီဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူမဟာဖခင်ဖြစ်သူစီကပြန်ရောက်လာတဲ့စာဟောင်းတွေကိုမိရှုဖျက်ဆီးပစ်လိုက်ပြီးသူမရဲ့အတိတ်တွေကိုဆွတ်လွတ်လိုက်ပါတော့တယ်။နောက်နေ့မှာမက်ဒီဟာအိမ်ကိုရောင်းဖို့ကြော်ညာတင်လိုက်ပြီးပါစီကိုသွားရှာခဲ့ပါတယ်။ပါစီကတော့သူမကိုမခွင့်လွတ်နိုင်သေးပဲကားမောင်းပြီးထွက်သွားဖို့လုပ်ပါတယ်။မက်ဒီကလည်းအရင်ကပါစီလုပ်ခဲ့တယ်လို့ပဲကားရှိမှာပိတ်ရက်လိုက်ပါတယ်။ပါစီကလည်းအလျှော့မပေးပဲကားကိုရှေ့တိုးလိုက်တဲ့အခါမှာမတော်တဆကားကကန်းချေကမီးပုံကိုတိုက်မိသွားခဲ့ပါတယ်။မက်ဒီရဲ့ကြောမှာမီးတွေကူးသွားခဲ့တာကိုတွေးတော့မှပါစီဟာထိတ်လန့်တကြားနဲ့သူမကိုကယ်ထုတ်ခဲ့ပါတယ်။မက်ဒီဟာအသက်ကိုရင်းပြီးသူ့ကိုတားခဲ့တာကိုမြင်တော့မှပါစီဟာမက်ဒီလည်းသူ့ကိုတကယ်ဂရုစိုက်တယ်ဆိုတာယုံကြည်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပြန်ပြီးအဆင်ပြေသွားခဲ့ကြပါတယ်။မက်ဒီကသူမအိမ်ကိုရောင်းလိုက်ပြီဖြစ်ပြီးပါစီတက်မဲ့တက္ကသိုလ်ရှိရာကာလီဖိုးနီးယားကိုပြောင်းလာမယ်လို့ပြောလိုက်ပါတယ်။ဒါဟာမက်ဒီရဲ့ဝန်ခံချက်တစ်ခုပါပဲ။မက်ဒီဟာသူမရဲ့အိမ်ကိုသူစိမ့်တွေကိုမရောင်းဘဲလိုအပ်နေတဲ့သူမရဲ့သူငယ်ချင်းတွေကိုဈေးပေါ်ဆုံးနဲ့ရောင်းပေးခဲ့ပါတယ်။ပါစီကလည်းတက္ကသိုလ်တက်ဖို့အတွက်အိမ်ကနေထွက်လာခဲ့ပါတယ်။မက်ဒီကသူမမှာရေးစားတရားနေပြီလို့ပါစီကိုပြောလိုက်တဲ့အခါမှာပါစီဟာမျက်နှာပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲကထွက်လာတာကတော့တရစ္ဆန်ကေဟာကခွေးလေးမိုင်လိုပဲချစ်ပါတယ်။သူတို့နှစ်ယောက်ဟာပျော်ရွှင်စရာကောင်းတဲ့အနာဂတ်စီကိုအတူတူခီးဆက်ခဲ့ကြပါတော့တယ်။ဒီဇလန်ကချစ်ချင်းမေတ္တာကိုမသိတဲ့လူနှစ်ယောက်တယောက်ကစစ်မှန်တဲ့စိတ်နဲ့တယောက်ကငင်းပယ်မှုနဲ့တယောက်ကိုတယောက်ချစ်တတ်အောင်တင်ပေးခဲ့ကြတာပါ။ပါစီကမက်ဒီကိုတင်ပေးခဲ့တာကတော့လူကြီးတွေကြားမှာရှားပါတဲ့စစ်မှန်မှုပဲဖြစ်ပါတယ်။မက်ဒီကပါစီကိုတင်ပေးခဲ့တာကတော့တချို့သောငင်းပယ်မှုတွေဟာလက်ခံတာထက်ပိုပြီးရဲရင်ဖို့လိုတယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့လူကြီးတွေရဲ့ကဘာမှာအချစ်ဆိုတာစကားတခွန်းနဲ့ပြီးတာမဟုတ်လို့ပါပဲ။ဒါဟာတစုံတယောက်အတွက်ကိုပေးဆက်ဖို့အသင့်ရှိနေခြင်းပဲဖြစ်ပါတယ်။ဇလန်ကတော့ပြီးသွားပါပြီဒါပေမဲ့ဘဝကတော့ဆက်ရှိနေဦးမှာပါ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တွေကိုနားဆင်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်။